episode 2ရဲ့အစမှာတော့အီတဒိုရီဟာခန္ဓာကိုယ်ကို100%ထိန်းချုပ်နိုင်ပေမဲ့ဖူရှီကိုရိုကယုံကြည်ခြင်းမရှိဘဲတိုက်ခိုက်နေပါတယ်။အဲ့ဒီအချိန်မှာပဲအင်အားအကြီးဆုံးကျိန်စာဆရာဖြစ်တဲ့ဆန်တိုရုကိုဂျိုရောက်လာပါတယ်။ကိုဂျိုကဆူကုနာရဲ့အင်အားကိုစိတ်ဝင်စားပြီးစမ်းသပ်ချင်တာကြောင့်အီတဒိုရီကိုဆူကုနာအား10 စက္ကန့်စာလောက်လွတ်ပေးလိုက်ဖို့အချိန်ပေးလိုက်ပါတယ်။အပြေးရောက်လာတဲ့ဆူကုနာဟာကိုဂျိုကိုအစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့ကိုဂျိုရဲ့အဆုံးမရှိစွမ်းရည်ကြောင့်ဘလို့တိုက်ခိုက်မှုမှသူ့ကိုထိခိုက်မှုမရှိခဲ့ပါဘူး။10 စက္ကန့်ပြည့်တဲ့အခါကိုဂျိုကဆူကုနာကိုတပည့်ဖြစ်သူဖူဂျီကိုရိုရဲ့ရှေ့မှာပဲလွယ်ကူကူနဲ့လှလှပပလေးအနိုင်ယူလိုက်ပါတယ်။အဲဒီနောက်အီတဒိုရီကသူ့ခန္ဓာကိုယ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အခါကိုဂျိုကအယံအံ့အားသင့်သွားပြီးအီတဒိုရီကိုလည်းစိတ်ဝင်စားသွားပါတယ်။ဒါပေမဲ့လည်းဆူကူနာဝင်ပူးထားတဲ့အီတဒိုရီဟာအန္တရာယ်ကြီးတာကြောင့်သတိမေ့သွားအောင်လုပ်လိုက်ရပါတယ်။နောက်တစ်ခါမှာတော့နိုးလာတဲ့အီတဒိုရီကိုကိုဂျိုကသူဟာဂျူဂျူးစုဆရာဖြစ်ကြောင်းနဲ့အီတဒိုရီကိုတပ်ပစ်ဖို့ဂျူဂျူးစုအကြီးအကဲတွေကအမိန့်ပေးထားပြီးသားဖြစ်ကြောင်းကိုရှင်းပြပါတယ်။ဒါပေမဲ့ကိုဂျိုဟာအီတဒိုရီကိုမတပ်ဘဲသေတံကိုဆိုင်းငံ့ဖို့အကြီးအကဲတွေစီမှာတောင်းဆိုပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ချောင်း20လုံးကိုစားပြီးဆူကူနာကိုပြီးတိုင်ဖြက်စီးပစ်နိုင်တဲ့ဦးရဲသောသူကအီတဒိုရီဖြစ်နေလို့ပါပဲ။အီတဒိုရီကသူ့အဖိုးရဲ့စကားတွေနဲ့သူ့ကိုယ်သူစဉ်းစားပြီးဒီအန္တရာယ်ရှိတဲ့တာဝန်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာဆရာကူဂျိုကယူဂျီကိုဆူကူနာရဲ့နောက်ထပ်လက်ချောင်းတစ်ချောင်းကိုစားခိုင်းခဲ့ပြီးဒီတစ်ခေါက်မှာလည်းအီတဒိုရီယူဂျီဟာဆူကူနာကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူဟာဆူကူနာကိုရှင်းပြနိုင်ဖို့သေရမယ်ဆိုတာလည်းသိပါတယ်။ဆူကူနာဟာမျက်နှာနှစ်ခုနဲ့လက်လေးပဲရှိတဲ့စိတ်ကူးရဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ထောင်လောက်ကဂျူဂျူးစုပညာတွေစတင်တွန်းကားတဲ့ခေတ်မှာပေါ်ပေါက်လာတဲ့ကျိန်စာဘုရင်လည်းဖြစ်ပါတယ်။ဆူကူနာဟာသေဆုံးပြီးနှစ်ပေါင်းများစွာကြာတဲ့အထိသူ့ရဲ့လက်ချောင်းအကျွေးကြံတွေကိုမပြတ်စည်းနိုင်လောက်အောင်စွမ်းအားကြီးမားလွန်းတယ်လို့ဆရာကိုဂျိုကရှင်းပြနေပါတယ်။ကိုဂျိုဟာအီတဒိုရီကိုတိုကျိုမြို့ဂျူဂျူးစုနည်းပညာကောလိပ်ကိုခေါ်သွားပြီးကျောင်းအုပ်ကြီးယာဂါမစ္စတာမီချီနဲ့တွေ့ပေတယ်။ကျောင်းအုပ်ကြီးကအီတဒိုရီကိုဂျူဂျူးစုကျိန်စာဆရာတယောက်ဖြစ်ဖို့ဘလို့လှုပ်ဆော်မှုမျိုးနဲ့ရည်ရွယ်ချက်မျိုးရှိလဲဆိုတာမေးပြီးစမ်းသပ်ပါတယ်။အီတဒိုရီကအဖိုးရဲ့ဆန္ဒအတိုင်းလူတွေကိုကူညီဖို့လို့ပြေပေမဲ့ကျောင်းအုပ်ကြီးကတော့ဒါဟာအခြားသူရဲ့ဆန္ဒဖြစ်ပြီးလုံလောက်တဲ့အကြောင်းပြချက်မဟုတ်ဘူးလို့ညင်းပယ်လိုက်ပါတယ်။ကျောင်းအုပ်ကြီးယာဂါကသူ့ရဲ့ကျိန်စာထည့်ထားတဲ့ရုပ်တွေကိုအီတဒိုရီကိုတိုက်ခိုက်စေပြီးအီတဒိုရီရဲ့ကိုယ်ပိုင်ဆန္ဒကိုရှာဖွေစေဖို့ဖိအားပေးလိုက်ပါတယ်။အီတဒိုရီကကျိန်စာရုပ်တွေကိုရှောင်တိန်တိုက်ခိုက်ရင်းနဲ့ဘာကြောင့်တိုက်ခိုက်ရနေရတာလဲဆိုတာစဉ်းစားပါတယ်။အယုတ်တရဲ့ဖိအားပေးမှုအောက်မှာနောက်ဆုံးတော့အီတဒိုရီကသူ့ရဲ့အဖြေကိုရှာတွေးသွားပါတယ်။သူကဒီလိုကျိန်စာတွေကြောင့်လူတွေဒုက္ခရောက်နေတာကိုမလို့ချင်ဘူး။ဆူကူနာကိုထိန်းချုပ်နိုင်တာလဲငါတယောက်တည်းပဲရှိတယ်။ဒီတောင်ကိုငါလွတ်ရမယ်။ငါရဲ့ဆန္ဒအရငါသေဆုံးရမယ်ဆိုပြီးစိတ်ပိုင်းဖြတ်လိုက်ပါတယ်။ကျောင်းအုပ်ကြီးယာဂါကအီတဒိုရီရဲ့ထိုခိုင်မာတဲ့စိတ်ဆန္ဒကိုမြင်ပြီးကျေနပ်သွားပါတယ်။ဒီလိုနဲ့အီတဒိုရီယူဂျီကိုဂျူဂျူးစုနည်းပညာကောလိပ်ရဲ့တရားဝင်ကျောင်းသားအဖြစ်လက်ခံလိုက်ပါတော့တယ်။ကိုဂျိုကယူဂျီအတွက်လိုအပ်တဲ့ဆူကူနာလက်ချောင်းတွေကိုဖူဂျီကိုရိုနဲ့တူရှာပေးမယ်လို့ပြောပေမဲ့အီတဒိုရီကလက်မခံပါဘူး။ယူဂျီဟာဆူကူနာလက်ချောင်းတွေကိုရှာဖွေရေးကျိန်စာကောင်တွေကိုလည်းတိုက်ခိုက်နှိမ်နင်းချနေပါတယ်။ဂျူဂျူးစုကောလိပ်အဆောင်မှာတော့အနားယူနေတဲ့ဖူဂျီကိုရိုကိုတွေ့လိုက်ရပြီးသူဟာယူဂျီနဲ့တန်းတူဖက်စီယာကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ဖူဂျီကိုရိုနဲ့ယူဂျီတို့ရဲ့အတန်းတူနောက်ထပ်ကောင်မလေးတစ်ယောက်လည်းရှိပြီး episode 3မှာတော့ကျောင်းသူတစ်လေးကိုတွားကြိုကြမှာပဲဖြစ်ပါတယ်။အီတဒိုရီယူဂျီရဲ့နောက်ထပ်စိန်ခေါ်မှုတွေကဘာတွေလဲဆိုတာသိချင်ရင်ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။